မင်္ဂလာပါဒီချေ Rose ပါဒီဗီဒီယိုမှာတော့ဒီချေကဒီခလေးတွေက language လေ့လာတဲ့အခါမှာဘယ်လိုမျိုး steps တွေနဲ့လေ့လာရဲဆိုတာကိုဒီချေက share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်လည်း language learner တယောက်အနေနဲ့ကိုငယ်ငယ်တုန်းကဘယ်လိုမျိုးမိခင်ဘာသာစကားကိုdevelop လုပ်ခဲ့လဲ okay ဘယ်လိုမျိုးစကားပြောတက်လာလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကိုအရင်ဆုံးစဉ်းစားကြည့်စေချင်ပါတယ် okay အဲ့တော့ Parents are expert language learners ခလေးတွေဆိုတကယ်ကို language ဘာသာစကားလေ့လာနေရမှာအရန်ကိုတော်ကြတဲ့သူတွေဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့လေ့လာပုံကတကယ်ကိုသိမယ်ဆိုရင်ရန်ကိုဘာဖြစ်သွားမလဲဆိုရင် surprise ဖြစ်သွားမယ်ပေါ့နော်ဒီချက်တို့ကခလေးတွေဒီ language လေ့လာတဲ့အခါမှာအရင်ဆုံးကသူတို့ဒီ listening skills ကနေအရင်ဆုံး develop လုပ်တာပါငယ်ငယ်တုန်းကကိုယ့်ရဲ့အနီးနားမှာအဖိုးဖွားတွေဖေမေတွေဟုတ်ပြီနော်ကိုယ့်ရဲ့ဒီဆွေမျိုးသားချင်းတွေကနေပြီးတော့စကားတွေကိုခဏခဏပြောပေးနေတယ်အဲ့ဒီစကားလုံးတွေကဘာဖြစ်စေလဲဆိုရင်ကလေးတွေကို language မှာdevelop ဖြစ်စေဖို့အတွက်အရန်ကိုသူကအရေးကြီးတယ်အဲ့တော့ဖေဖေမေမေဒါမျိုးပြောပေးတဲ့အခါမှာကလေးကအဲ့ဒီရဲ့စကားလုံးလေးရဲ့သူ့ရဲ့ melody အတန်လေးရဲ့ကိုကြားပါများလာတော့နောက်ဆုံးမှာဘာလုပ်လဲဆိုရင် listening skill ကနေပြီးတော့သူက speaking skill ကို develop လုပ်လာတယ်ဒါပေမဲ့speaking skill မှာကြတော့ပထမဆုံးကသူက imitation နဲ့သွားပါတော့အကုန်လုံးကိုသူက copy ပြီးပြန်ပြောတာဥပမာဖေဖေဆိုရင်ဖေဖေပြောတယ်မေမေဆိုရင်မေမေလို့လိုက်ပြီးတော့သူကပြန်ပြီး repeat လုပ်ပြီးပြောတဲ့ stage ပဲရှိသေးတယ်ပေါ့နော်အဲ့လိုမျိုး stage ကနေဘာလို့ရလဲဆိုရင်ကလေးတွေကဒီသူက interaction လုပ်လာတယ်ဘာလဲဆိုတော့တကယ်ဒီအဓိပ္ပာယ် context နဲ့သူကနေပြီးတော့ဆက်ပြီးတော့ interaction လုပ်လာတယ်ဥပမာမေမေကိုတွေ့ရင်မေမေလို့ခေါ်တာမျိုးဖေဖေကိုတွေ့ရင်ဖေဖေလို့ခေါ်တာမျိုးခွေးကိုတွေ့ရင် okay ခွေး okay ခွေးလို့ပြောမယ်ဒါမျိုးလေးတွေဒီချက်တို့ပါလဲဆိုရင်သူက context နဲ့ language ကိုတဖြည်းဖြည်း interaction လုပ်တယ် develop လုပ်လာတယ်အဲ့ဒီကနေပြီးတော့နောက်တစ်ဆင့်မှာပါလဲဆိုရင်ဟိုမှာမိဘတွေကနေပဲဖြစ်ဖြစ်ဖိုးဖွားတွေအားဖြစ်ဖြစ်စကလုံးလေးတွေပါလုပ်ပေးလဲဆိုရင်သူကချက်ပြီးတင်ပေးတယ် okay အောင်မဖေဖေဆိုရင်ဖေဖေကိုချစ်တယ်အဲဒါမျိုးခွေးဆိုရင်ခွေးကလေးခွေးကြီး okay အဲ့တော့ခွေးအညိုရောင်ကြီးဒါမျိုးလေးသူကစကလုံးလေးတွေချက်ပြီးတော့ develop လုပ်ပြီးသင်မိလာပေါ့နော်အဲ့ဒါကိုကလေးတွေကသူတို့ language လေ့လာတဲ့အခါမှာနောက်တစ်ခုဘာလို့အပ်သေးလဲဆိုရင်သူတို့က fan way မှာလေ့လာဖို့လိုတယ်အရန်ကို enjoy ဖြစ်တယ်သူတို့ပျော်ရွှင်တဲ့ပုံစံမျိုးပေါ့နော်ဥပမာဆိုရင်မိဘတွေနဲ့ကစားနေရင်လည်းပဲဖြစ်ဖြစ်သူတို့ပို့ပြီးတော့ communicate လုပ်တယ်စကားပြောတယ်တကယ်ချင်းနဲ့စကားပြောရင်ပဲဖြစ်ဖြစ် conversational language က develop ဖြစ်လာတယ်အဲ့တော့ပြောမယ်ဆိုရင် language ကဒီ language ကြီးပဲစာကိုကြားရတာမျိုးမဟုတ်သူက interaction ပုံစံနောက်တစ်ခုကကျတော့ engage လုပ်တဲ့ပုံစံနဲ့သွားရတယ်ပေါ့နော် game တွေကစားတာ conversation များပြောပေးတာဒါမျိုးတွေကနေပဲကလေးတွေကဘာဖြစ်လဲဆိုရင်သူက language ကို develop လုပ်လာပထမ stage ကတော့ listening ကနေစတယ်အဲ့ listening ကိုမှသူကထပ်တူပြန်ပြီး repeat လုပ်ပြီးတော့ပြန်ပြော speaking stage ကိုတက်လာတယ်အဲ့ speaking stage ကနေပြီးတော့မှသူက interaction လုပ်ရင်းနဲ့ကြားပါများလာတဲ့စကားလုံးလေးတွေကိုသူဒီပြန်လုပ်မလဲဆိုရင်ဒီချက်တော့ပြန်ပြီးတော့conversation တွေမှာ interact လုပ်ရင်းနဲ့ပဲ game တွေကစားရင်းနဲ့ကလေးတွေကတဖြည်းနဲ့ language develop ဖြစ်လာပေါ့နော်အဲ့တော့ဒီချက်တို့က adult learners တွေအနေနဲ့လည်းသိရမှာက language ဆိုတာဒီချက်တို့ဒီ by heart ကြရတဲ့ဟာမျိုးမဟုတ်ဘူး memorizing တစ်ခုတည်းနဲ့ပဲသွားရတဲ့ဟာမျိုးမဟုတ် language ရဲ့အဓိကအသက်ဒီချက်တို့ဘာဖြစ်ရမလဲဆိုရင် fun learning ဖြစ်ဖို့လိုအပ်တယ်okay ကိုယ်က enjoy ဖြစ်ဖို့လိုအပ်တယ်နောက်တစ်ခုကကြာ interaction ရှိနေဖို့လိုအပ်တယ် okay interaction က game ကစားပဲဖြစ်ဖြစ် conversation မှာကိုကဝင်ပြီးတော့ဒီ interact လုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့เนาะဒါအရန်ကိုရည်ကြည့်ပါတယ်အဲ့တော့ speaking skill ကိုအထူးသဖြင့် develop လုပ်ချင်တဲ့သူတွေဒီ speaking မပြောဘဲနဲ့ဒီချက် speaking skill မတိုးတတ်ပါဘူး okay ဒါလေးတစ်ခုမှတ်ထားဖို့ပါအဲ့တော့ language လေ့လာရအဲ့လောက်ထိတော့ကျွန်တော်အရင်မခက်ခဲပါဘူးကိုကစပြီးတော့ဘာလုပ်ဖို့လိုလဲဆိုများနားထောင်များပြောဖို့ရည်ကြည့်ပါတယ် thank you ပါ